အားလုံးပဲမင်္ဂလာပါခင်ဗျာဖိုးယူမီဒီယာချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ2026ခုနှစ်ဇူလိုင်လ23ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသသတင်းများနဲ့ရခိုင်ကမ်းရိုးတန်းမြမပင်လယ်ပြင်တို့မှာလှိုင်ကြီးချင်းမိုးသက်လေပြင်းကြားရောက်ခြင်းများစတဲ့မိုးလေဝသဖြစ်စဉ်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့လာမယ့်ဇူလိုင်လ14ရက်နေ့နေ့လယ်2နာရီချိန်ခန့်မှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌အထက်လီပူလိုင်းတစ်ခုဖြစ်ပေါ်နိုင်ခြေရှိပြီးရင်းအခြေအနေကြောင့်မြန်မာနိုင်ငံဘက်သို့မုတ်တုံလေဆွဲသွတ်မှုပုံမအားကောင်းလာနိုင်တဲ့အခြေအနေများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဘင်္ဂလားပင်လယ်အော်၌လေပူလိုင်းတစ်ခုစုဖွဲ့နိုင်မှုအခြေအနေကမ္ဘာရာသီဥတုခန့်မှန်းချက်မော်ဒယ်ကြီး3ခုရဲ့ပြသမှုအခြေအနေများမှာတော့ဥရောပမော်ဒယ် ECNWF ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလေဝဲအသွင်စတင်စုဖွဲ့နေတာကိုပြသနေပြီးနောက်တောင်မုတ်တုံလေအားကောင်းစွာဖြတ်သန်းတိုက်ခတ်နေမှုကိုလည်းအဓိကပြသနေပါတယ်။ American Model GFS အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းနဲ့ကပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းအစွန်းမှာလေပြင်းနဲ့ဆဲတစ်ခုနဲ့အတူလေပူလိုင်းပုံစံခပ်ဖြော့စတင်စုဖွဲ့တာကိုတွေ့ရပါတယ်ခင်ဗျာ။ Germany Model Icon Model 3ခုနဲ့အပြတ်သားဆုံးပြသနေပြီးဘင်္ဂလားပင်လယ်အော်နောက်မြောက်ပိုင်းအိန္ဒိယကမ်းခြေအနီးမှာနိုင်လက်တံပြောင်းပြန်လဲပတ်နေတဲ့အထက်လေပူလိုင်းဗိုလ်ချက်တစ်ခုကိုထင်ရှားစွာပြသနေပါတယ်ခင်ဗျာ။မိုးလေဝသသုံးသက်ချက်မော်ဒယ်များကြားအနှဲငယ်ကွဲလွဲမှုရှိနိုင်တော့လဲဇူလိုင်လ14ရက်နေ့အတွင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့လေပူလန်းစနစ်တစ်ခုသို့မဟုတ်လေပြင်းနဲ့ရဝန်းစတင်အားကောင်းလာရန်ရာဂိုင်နှုန်းအလိုများနေပါတယ်ခင်ဗျာရခိုင်ပြည်နယ်လေဝေလိုင်းဖြစ်ပေါ်မဲ့နေရာနဲ့တိုက်ရိုက်ထိစပ်နေတဲ့အတွက်ရခိုင်ကောင်းတဲ့တခြားအထူးသဖြင့်စစ်တွေကြောက်ဖြူမောင်တော်စတဲ့မြောက်ပိုင်းဒေသများမှာမိုးသက်လေပြင်းများကြားရောက်ခြင်းမိုးကြီးခြင်းနဲ့အတူမိုးတိမ်တောင်များထူထပ်စွာဖြစ်ထွန်းနိုင်ပါတယ်ခင်ဗျာARတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ပင်လယ်ပြင်မှာအနောက်တောင်မုတ်တုံလေအားကောင်းစွာတိုးဝင်လာခြင်းကြောင့်ကမ်းရိုးတန်းနဲ့ကပ်လျက်ဒေသများမှာမိုးထူထပ်စွာရွာသွန်းနိုင်ပြီးနေရာကွက်ရေမိုးကြီးနိုင်ပါတယ်ခင်ဗျာတနင်္လာတိုင်းဒေသကြီးမုတ်တုံလေရှင်ပြင်းစွာဆက်လက်တိုက်ခတ်နေမှာဖြစ်တဲ့အတွက်မိုးဆက်လက်ထူထပ်နေမှာဖြစ်ပါတယ်ခင်ဗျာကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းအိန္ဒိယနဲ့နယ်စပ်တစ်လျှောက်မှာတော့လေပူလိုင်းရဲ့အရှိန်ကြောင့်မိုးတိမ်တောင်များဖြစ်ထွန်းကာမိုးအသင့်တင်မှအားကောင်းနိုင်ပါတယ်ခင်ဗျာချင်းပြည်နယ်လေပူလိုင်းနဲ့နှိစက်တဲ့အတွက်ချင်းတောင်တန်းဒေသများမှာမိုးထူထပ်နိုင်ပြီးတောင်ပြိုခြင်းလမ်းပိတ်ခြင်းများကြုံတွေ့ရနိုင်တဲ့အတွက်အထူးသတိပြုရန်လိုအပ်ပါတယ်ခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းအရှေ့ပိုင်းနဲ့ကယားပြည်နယ်မိုးတိမ်တောင်များမှာနေရာကွက်ကြားဖြစ်ထွန်းနိုင်ပြီးမိုးအသင့်တင်ရွာသွန်းနိုင်ပါတယ်ခင်ဗျာမန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းမိုးရွာသွန်းမှုနေရာစိတ်ရှိနိုင်တော့လဲကမ်းရိုးတန်းဒေသများလောက်မိုးပမာဏမများနိုင်ပါဘူးခင်ဗျာသို့တော်လဲနေရာကွက်ကြားမိုးအသင့်တင်နဲ့အတူမိုးကြိုးပစ်ခြင်းလေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်ခင်ဗျာဇူလိုင်လ14ရက်နေ့မှာဖြစ်ပေါ်လာမယ့်အထက်လေပူလိုင်းကြောင့်ရခိုင်ကမ်းရိုးတန်းနဲ့မြမပင်လယ်ပြင်တို့မှာလှိုင်းကြီးခြင်းမိုးသက်လေပြင်းကျရောက်ခြင်းများရှိလာနိုင်တဲ့အတွက်ရေလုံငန်းလောက်ကိုင်သူများနဲ့ရေချောင်းသွားလာရေးလုပ်ငန်းများအနေဖြင့်အထူးဂရုပြုသတိထားကြပါရန်နှိုးဆော်အပ်ပါတယ်ခင်ဗျာဒါ့အပြင်ရခိုင်ချင်းမွန်နဲ့ကရင်ပြည်နယ်ဒေသများမှာမိုးများပြီးရေကြီးခြင်းမြေပြိုခြင်းအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွက်သက်ဆိုင်ရာဒေသခံပြည်သူများအနေနဲ့ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြပါရန်လေးနက်စာတိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗီဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးကြပါမယ်ခင်ဗျာ2026ခုနှစ်ဇူလိုင်လ23ရက်နေ့မနေ့6နာရီချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေပါတယ်ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်ထူထပ်နေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်နှင်းငယ်မှာတိမ်အသစ်တွေဖြစ်ထွန်းနေပါတယ်မနေ့ဖြန်မိုးတဲ့ချိန်ထိခန့်မှန်းချက်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကျကျချင်းပြည်နယ်မှာနေရာစိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မိုးပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာဒေသအလိုက်နဲ့ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်တို့မှာနေရာကွက်ရေမိုးကြီးနိုင်ပါတယ်ခင်ဗျာရွာရန်ရာနှုန်းပြဖြစ်ပါတယ်ခင်ဗျာမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရနေရာတစ်လျှောက်မှာတော့မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာမြမပင်လယ်ပြင်မှာမြမကမ်းဗနက်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရဖန်ရခါမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြည့်ပါမယ်မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်ထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာမြမကမ်းဗနက်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ12ပေခန့်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခံမှန်းချက်မုတ်တုံလေအားကောင်းနေမှာဖြစ်ပါတယ်နေပြည်တော်နဲ့နီးတွိုက်အတွက်မနေ့ဖြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့မိုးတစ်ချိန်တစ်ချိန်ထိချုံရွာပါမယ်ရွာရန်ရာနှုန်းမြင့်ဖြစ်ပါတယ်ရန်ကုန်မြို့နယ်နီးတွိုက်အတွက်မနေ့ဖြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့မိုးအသင့်ထိချုံရွာပြီးတခါတရံမိုးသီးထန်နိုင်ပါတယ်ရွာရန်ရာနှုန်းမြင့်ဖြစ်ပါတယ်ခင်ဗျာမန္တလေးမြို့နယ်နီးတွိုက်အတွက်မနေ့ဖြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်ရွာရန်ရာနှုန်းမြင့်ဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးမိုးတိမ်တိုင်းများကြောင့်ဒေသအလိုက်မိုးရွာသွန်းနိုင်တဲ့အခြေအနေများမိုးအများဆုံးရွာမဲ့ဇုံမှမိုးအနည်းဆုံးရွာမဲ့ဇုံထိသုံးသက်တင်ဆက်ပေးပါမယ်ခင်ဗျာဒေသအလိုက်မိုးရေချိန်ခံမှန်းချက်နဲ့သုံးသက်ချက်မိုးရေချိန်အလွန်များနိုင်ပြီးဆုံးမြန်မာနိုင်ငံမြောက်ပိုင်းနဲ့အထက်ပိုင်းဒေသများ
စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာလာမယ့်ဇူလိုင်လ15ရက်နေ့နောက်ပိုင်းကစပြီးမိုးတိမ်တိုက်တွေပုံမတိတ်သေးလာကမိုးရေချိန်150မီလီမီတာမှ250မီလီမီတာဝန်းကျင်အထိအလွန်များပြားလာနိုင်ပါတယ်ခင်ဗျာကမ်းရိုးတန်းနဲ့တောင်ပိုင်းဒေသများတနင်္လာရီတိုင်းရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတော့ကပလီပင်လယ်ပြင်မှတိုက်ခတ်လာတဲ့မုတ်တုံလေကြောင့်မိုးအဆက်မပြတ်ရွာသွန်းနိုင်ပြီးကမ်းလွန်ပင်လယ်ပြင်မှာမိုးရေချိန်200မီလီမီတာအထက်ထိမြင့်တက်နေပါတယ်ခင်ဗျာမိုးရေချိန်အသင့်ရွာမြင့်ဆုံးရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းအောက်ပိုင်းပဲခူးတိုင်းအရှေ့ပိုင်းရန်ကုန်တိုင်းနဲ့အေရီတိုင်းအဆိုပါဒေသများမှာတော့ခန့်မှန်းမိုးရေချိန်ဟာ50မီလီမီတာကနေ100မီလီမီတာဝန်းကျင်အထိရှိနိုင်ပြီးနေ့စဉ်မိုးဖောဘက်မှမိုးအသင့်ပုံမှန်ရွာသွန်းသွားမဲ့အခြေအနေရှိနေပါတယ်ခင်ဗျာမိုးရေချိန်နေနိုင်သည့်ဆုံးမြန်မာနိုင်ငံအလဲပိုင်းမိုးခေါင်ရေရှားရဝင်းဒရိုင်းဇုံမကွေးတိုင်းမန္တလေးတိုင်းနဲ့ပဲခူးတိုင်းအနောက်ပိုင်းတို့ဟာမိုးရေချိန်50မီလီမီတာအောက်သာရှိနိုင်တာကြောင့်ဒေသအလိုက်မိုးကျဲသာရွာသွန်းနိုင်မှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများရှိအမြင့်ဆုံးပူချိန်နှိမ်ဆုံးပူချိန်နဲ့မိုးလေဝသခန့်မှန်းချက်တို့ကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာနေပြည်တော်မှာမိုးတစ်ချိန်ထိချုံရွာပါမယ်ရန်ကုန်မြို့မှာမိုးတိတ်ထိချုံရွာပြီးတခါတရံမိုးတိထန်နိုင်ပါတယ်မန္တလေးမြို့မှာနေရာကွက်ကြားမိုးထိချုံရွာပါမယ်မကွေးမြို့မှာနေရာကွက်ကြားမိုးထိချုံရွာပါမယ်ဟောမလင်းမြို့မှာနေရာကွက်ကြားမိုးထိချုံရွာပါမယ်မုံရမြို့မှာနေရာကွက်ကြားမိုးထိချုံရွာပါမယ်ပသိမ်မြို့မှာမိုးတိတ်ထိချုံရွာပြီးတခါတရံမိုးတိထန်နိုင်ပါတယ်တဝယ်မြို့မှာမိုးတိတ်ထိချုံရွာပြီးတခါတရံမိုးတိထန်နိုင်ပါတယ်မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထိချုံရွာပါမယ်လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထိချုံရွာပါမယ်ဖန်မြို့မှာမိုးတိတ်ထိချုံရွာပြီးတခါတရံမိုးတိထန်နိုင်ပါတယ်ဟန်ခါမြို့မှာနေရာကွက်ကြားမိုးထိချုံရွာပါမယ်မော်လမြိုင်မြို့မှာမိုးတိတ်ထိချုံရွာပြီးတခါတရံမိုးတိထန်နိုင်ပါမယ်စစ်တွေမြို့မှာမိုးတိတ်ထိချုံရွာပြီးတခါတရံမိုးတိထန်နိုင်ပါတယ်လာရှိုးမြို့မှာမိုးတစ်ချိန်ထိချုံရွာပါမယ်တောင်ကြီးမြို့မှာမိုးတစ်ချိန်ထိချုံရွာပါမယ်ကျိုင်းတုံမြို့မှာမိုးတစ်ချိန်ထိချုံရွာပါမယ်ဗျာဆက်လက်ပြီးမြန်မာနိုင်ငံတော်ဝန်ကမြေကြီးများရဲ့မြစ်ရေခံမှန်းချက်နောက်ဆုံးရအခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလက်ရှိတိုင်းထွာချက်များအရစိုးရိမ်ရေမှတ်ထက်ကျော်လွန်ကရေကြီးရေရှမ်းမှုဖြစ်ပေါ်နေပြီးအန္တရာယ်ရှိတဲ့ဒေသများကတော့ဟုံးမလင်းချင်းတွင်းမြစ်ရာဟုံးမလင်းမြို့မှာ2905စင်တီမီတာသို့ရောက်ရှိနေပြီးစိုးရိမ်ရေမှတ်2900စင်တီမီတာအထက်ကျော်လွန်က9စင်တီမီတာအထိစိုးရိမ်ရေမှတ်အထက်သို့ရောက်ရှိနေပါတယ်။လွန်ခဲ့တဲ့24နာရီအတွင်းက35စင်တီမီတာထပ်မံမြင့်တက်လာတာဖြစ်ပါတယ်ခင်ဗျာ။မတောင်းမြို့စစ်တောင်းမြစ်လက်ရှိမြစ်ဟာ1110စင်တီမီတာသို့ရောက်ရှိနေပြီးစိုးရိမ်ရေမှတ်1080စင်တီမီတာထက်40စင်တီမီတာအထိကျော်လွန်နေဆဲဖြစ်ပါတယ်။လွန်ခဲ့တဲ့24နာရီအတွင်းက9စင်တီမီတာပြန်လည်ကျဆင်းသွားတော့လဲစိုးရိမ်ရေမှတ်အထက်မှာပဲရှိနေပါသေးတယ်ခင်ဗျာဖန်မြို့တန်လွင်မြစ်ဟာဖန်မြို့မှာ958စင်တီမီတာသို့ရောက်ရှိနေပြီးစိုးရိမ်ရေမှတ်950စင်တီမီတာထက်8စင်တီမီတာကျော်လွန်နေပါတယ်ပြီးခဲ့တဲ့24နာရီအတွင်းက4စင်တီမီတာထပ်မံမြင့်တက်လာတာလည်းဖြစ်ပါတယ်ခင်ဗျာမြဝတီမြို့တောင်ရင်မြစ်အခြေအနေကတော့အထူးသတိပြုရမှာဖြစ်ပါတယ်တောင်ရင်မြစ်ဟာမြဝတီမြို့မှာ990စင်တီမီတာသို့ရောက်ရှိနေပြီးစိုးရိမ်ရေမှတ်963စင်တီမီတာထက်28စင်တီမီတာအထိကျော်လွန်နေတာဖြစ်ပါတယ်။လွန်ခဲ့တဲ့24နာရီအတွင်းက259စင်တီမီတာအထိအရှိန်ဟုန်ပြင်းစွာထပ်မံမြင့်တက်လာခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ AR မြစ်ကြောင်းအခြေအနေမြစ်အထက်ပိုင်းနဲ့မြစ်အလယ်ပိုင်းမြစ်ကြီးနားမြို့မှာတော့8စင်တီမီတာကသာမြို့မှာ44စင်တီမီတာတပိတ်ကျင်းမြို့မှာ19စင်တီမီတာမြစ်ရေများအနှဲငယ်ပြန်လည်မြင့်တက်လာပါတယ်။သို့တော်လည်းရွှေကူမြို့မန္တလေးမြို့စကိုင်းမြို့မြင်းမူမြို့ပခုတ်ကူမြို့ညောင်ဦးမြို့6မြို့မင်းဘူးမြို့မကွေးမြို့အောင်လန်းမြို့ပြည်မြို့နဲ့စိတ်သာမြို့တွေမှာလွန်ခဲ့တဲ့24နာရီအတွင်းမြစ်ဟာ3စင်တီမီတာမှ25စင်တီမီတာအထိတိတိတသာပြန်လည်ကျဆင်းနေတာကြောင့်ရေဘေးအန္တရာယ်စိုးရိမ်ကြမရှိပါဘူးခင်ဗျာ။အောက်ပိုင်းမြဝကျွန်းပေါ်ဒေသဟင်္သာတမြို့မှာတော့6စင်တီမီတာဇလုံမြို့မှာ3စင်တီမီတာအသီးသီးပြန်လည်ကျဆင်းနေပြီဖြစ်ပါတယ်။ချင်းတွင်းမြေကြောင်းအခြေအနေချင်းတွင်းမြေဝမ်းဒေသများဖြစ်တဲ့ခန်းဒီဟုံးမလင်းဖောင်းပြင်မော်လိုက်နဲ့ကလေးဝမင်းကင်းမြို့တွေမှာမြစ်ရေဟာ12စင်တီမီတာမှ133စင်တီမီတာအထိအရှိန်အဟုန်ဖြင့်ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။အထူးသဖြင့်ဖောင်းပြင်မြို့မှာ133စင်တီမီတာအထိတိတိတသာမြင့်တက်ပြီးဟုံးမလင်းမြို့မှာလည်းစွန့်ရည်ရေမှတ်ထက်ကျော်လွန်သွားပြီဖြစ်လို့ချင်းတွင်းမြေဝမ်းဒေသခံများအထူးဂရုစိုက်ကြပါခင်ဗျာယခုရက်ပိုင်းတွင်တောင်းရင်မြစ်ဟာအန္တရာယ်ရှိတဲ့အဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်တောင်းရင်မြစ်ဟာမြဝတီမြို့မှာယနေ့နေ့လယ်ပိုင်းတိုင်းထွာချက်များအရ၎င်းမြို့ရဲ့စိုးရိမ်ရေမှတ်ထက်သို့ရောက်ရှိနေတာဖြစ်ပါတယ်အချင်းနေရဒီများနဲ့ရက်တက်မသွားပဲနှောက်တရက်အတွင်းမှာ2ပေခန့်တိတိတသာထပ်မံမြင့်တက်လာနိုင်ခြေရှိနေပါတယ်ခင်ဗျာအဲ့ဒီလိုမြင့်တက်လာပါကတောင်းရင်မြစ်ဟာမြဝတီမြို့ရဲ့စိုးရိမ်ရေမှတ်အထက်မှာဆက်လက်တည်ရှိနေမှာဖြစ်ပြီးရေကြီးရေရှမ်းမှုတွေပုံမပြင်းထန်လာနိုင်ပါတယ်ခင်ဗျာလက်ရှိမှာတော့ဟုံးမလင်းမတောက်ဖန်နဲ့မြဝတီမြို့နယ်များမှာမြစ်ရေများဟာစိုးရိမ်ရေမှတ်ထက်ကျော်လွန်ကရေကြီးရေရှမ်းမှုများဖြစ်ပေါ်နေပါတယ်ခင်ဗျာသို့ဖြစ်ပါ၍အဆိုပါမြို့နယ်များအတွင်းရှိမြစ်ကမ်းနီးနဲ့မြေနေပိုင်းမှာနေထိုင်ကြသူများအနေဖြင့်ရေဘေးအန္တရာယ်ကိုအထူးသတိပြုကြပြီးမိမိတို့ရဲ့အရေးကြီးပစ္စည်းများနဲ့အသက်အိုးအိမ်စီးစိမ်ဘေးကင်းစေရန်အတွက်ရေလွှတ်ရာကုန်းမြစ်ဒေသများသို့ကြိုတင်ပြင်ဆင်ပြောင်းရွှေ့ကြပါရန်လေးစားစွာနှိုးဆော်လိုက်ရပါတယ်ခင်ဗျာဆက်လက်ပြီးပင်လယ်ပြင်ခီးတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ2026ခုနှစ်ဇူလိုင်လ23ရက်နေ့မနက်6:00နာရီချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားကောင်းနေပါတယ်ကပလီပင်လယ်ပြင်တောင်ပိုင်းဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတိမ်နှဲငယ်မှတိမ်အသစ်တွေဖြစ်ထွန်းနေပြီးက
ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကြံပင်ကလားပင်လယ်တို့မှာတိမ်အသစ်တွေမှာတိမ်ထူထပ်နေပါတယ်။ရန်ကုန်မှာတနင်္လာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မိုးနယ်ချိန်မှာ2024နာရီတွင်ခန့်မှန်းချက်နေရာနှံများမိုးထချုံရွာပါမယ်။မြေတာ4မိုင်ခန့်မိုးရွာစဉ်1မိုင်ခန့်ရှိပါမယ်။ရေပြင်လေကတော့နောက်သို့မဟုတ်နောက်တောင်တနအီကိုပင်လယ်မိုင်10မိုင်မှ15မိုင်တခါတရံမိုင်30ထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းကြီးနိုင်ပါတယ်။လှိုင်းမြင့်မှာ9ပေမှ12ပေခန့်တို့ပဲဖြစ်ပါတယ်ခင်ဗျာ။ရန်ကုန်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မိုးနယ်ချိန်မှာ2024နာရီတွင်ခန့်မှန်းချက်နေရာနှံများမိုးထချုံရွာပြီးနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။အမြင့်တာ3မိုင်ခန့်မိုးရွာစဉ်မိုင်ဝက်ခန့်ရှိပါမယ်။ရေပြင်လေကတော့တောင်သို့မဟုတ်နောက်တောင်တနအီကိုပင်လယ်မိုင်10မိုင်မှ15မိုင်တခါတရံမိုင်30ထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းကြီးနိုင်ပါတယ်။လှိုင်းမြင့်မှာ9ပေမှ12ပေခန့်တို့ပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ကျွန်တော်တို့ဖိုးယူမီဒီယာ channel ကနေတင်ဆက်ပေးခဲ့တဲ့နောက်ဆုံးရမိုးလေဝသသတင်းများပဲဖြစ်ပါတယ်ခင်ဗျာ။မိဘပြည်သူများအားလုံးရုတ်တရက်ဖြစ်ပေါ်လာနိုင်တဲ့ရာသီဥတုဘေးအန္တရာယ်များမှကြိုတင်ကာကွယ်ရှောင်ရှားနိုင်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။တဘာဝဘေးအန္တရာယ်ပေါင်းမှကင်းဝေးပြီးဘေးကင်းလုံခြုံစိတ်ချရတဲ့နေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။အားလုံးပဲကိုယ်စိတ်နှပါကျန်းမာချမ်းသာကြပါစေခင်ဗျာ။